အဲ့ဒါကျွန်တော်တို့ကကျတော့လူတွေကအကုန်လုံးအတ္တနဲ့ကြီးတယ်ကျွန်တော်ကိုယ်တိုင်လည်းအတ္တနဲ့ပဲအမြဲတမ်းကိုယ့်အတွက်ကြီးရပဲအမြဲတမ်းကြည့်ပြီးတယ်အဲ့ကျွန်တော်ကကိုယ့်အတွက်ကြီးကြည့်ပြီးတဲ့မှာကျွန်တော်ကကိုယ့်အတွက်မကြည့်တဲ့လူတွေတော့ကျွန်တော်ကအဲ့ဒီရင်ထဲကိုနေမျိုးခံစားသွားပြီးမျက်စိတဲ့ကိုခုချိန်မထွက်တာရှိတယ်ကျွန်တော်ကဟိုဘက်မှာပြင်စာမှာညီကျေကြီးဝယ်သေးတာဝယ်ပြီးတော့ကျတော့100နဲ့9ကဝယ်လာဝယ်ပြီးအဲ့မှာဘာလို့လဲဆိုတော့ကြောက်ဖြုံနေရှိုံနေပြီးငပြောတွေရှော့ပြီးတရက်ဒီအကုန်မှာပဲအစုံမဟိုပေါတော့ပြရပါဘူးကညုကောငါစားကဲလဲငါစားပေါ့အကုန်ရှော့ဆိုင်တယ်တော့မလို့တယ်ပေါ့အဲ့လိုကျွန်တော်ဖြုံသီးရတော့ဖြုံသီးဒီလိုဒီရှိမှထွက်သဘောဒီလမ်းထွက်ပြီးသဘောလေးတင်အောင်တာပေါ့ရှိဖြုံသီးတို့ကြောက်ဖြုံသီးတို့ငပြောသီးတို့ဘာညာအကုန်တင်အောင်တာပေါ့ပါတိုင်းတမန်သီးတို့ပေါ့တမန်လည်းပင်ထောင်းဆိုင်ထားတယ်အဲ့ဒီအကိုကြီးလေးပေါ့အဲ့လိုရောင်းကြတယ်တရက်သားကျတော့ဒါလူတိုင်းကအတ္တနဲ့ဆိုလို့ဘယ်တော့စိတ်ချမ်းသာတဲ့ကောင်းတဲ့လူတွေတွေ့တယ်ဆိုတော့ဘယ်တော့အရသာရှိတယ်ဆိုခုချိန်ဒီတက်တယ်လုံးမမိတော့ဘူးသူ့ကိုလည်းဆွဲအောင်ချစ်သွားတာအဲ့ဒီအမျိုးသမီးကိုပေါ့ဟိုလိုချစ်တာမဟုတ်နော်ဟိုဆွဲအောင်ချစ်တာဘာလို့ချစ်တာလဲသူ့ရဲ့စိတ်နေစီသားလေးကိုချစ်စရာကောင်းလို့ချစ်တာလေအဲ့မဲ့ကျွန်တော်ရှုပ်ပင်းရောက်တော့ရောင်းတိုင်းကျွန်တော်ရှုပ်ပင်းကဒါ300ဒါ900ဒါ200ဒါ900အဲ့လိုကိုရောင်းတာမပြောသေးဘူးလို့ကျွန်တော်အဲ့လိုအရှင်းရောင်းတာရောင်းတော့ကြာအဲ့ဒီဖြုံသီး300ပုံနဲ့အဲ့ဒီမျိုးသမီးက300ပုံနဲ့ရွေးတစ်ခါကျရွေးဆိုသူကယူလို့ကြာအသေးဆုံးယူသွားတာအဲ့ကွာစဉ်းစားတာပေါ့တကယ်တမ်းကြီးရယူရမှာဘာဖြစ်လို့ဒီမျိုးသမီးကသေးရယူငါတော့မဖြစ်ဘူးမနေနိုင်မေးဦးမှာဆိုတော့ပတ်စံ300ယူပြီးတော့ပတ်စံလေး900ပြန်တာသူထောင်းပြီးတော့အဲ့နဲ့ဘာလို့လို့လုံးလုံးဟာဖြုံသီးကြီးရမယူနဲ့သေးရယူဆိုတော့ဟုတ်တယ်တဲ့ကြီးရတော့လူကျင်တာပေါ့တယ်ဒါပေမဲ့ကျမအိမ်ကလည်းဟိုဒီအလောက်ပဲကူမှမလို့ဒီလောက်ပဲယူသွားတာတဲ့ကဲဘယ်လိုစိတ်ချမ်းသာလဲကောင်းဘယ်လိုကြည့်နေကြကောင်းခုလူတော်များဘာယူနေသိလားကြီးတယ်လည်းကြီးနည်းနည်းလေးပိတ်လည်းမယူနည်းနည်းလေးရှုံလည်းမယူနည်းနည်းလေးတွန့်နေလည်းမယူဖြုံကြီးတဲ့အရင်လေးကညီမှအညာလေးကစိုးနေမှဟိုအောက်ကအညာလေးပါကြိုက်သေးတယ်တော်တော်များအဲ့လိုယူရနော်ဒါမှမဟုတ်အဲ့ဒီမျိုးသမီးကဘာယူသွားလဲယူတယ်နော်စိတ်ချမ်းသာတဲ့ကောင်ဟုတ်တော့လားအဲ့ဒါမင်းတို့မျိုးတွေကလည်းအတ္တတော့တွင်ရှိရမှာလေတော့ကိုထမသားမလဲကိုပကံကိုသိမ်းမှမလားသူများပကံကိုသိမ်းရတော့လိုရတယ်မှာလေဒါပေမဲ့ခါလေးချုပ်ပြနေရယူကိုသိမ်းတော့လေအောင်ဆက်ကမှန်းနေဘာဖြစ်သွားကိုသဝေးတက်ရှင်တော့ဘယ်တော့စိတ်ချမ်းသာတယ်ကောင်ဟုတ်တော့မှာအဲ့ဒါတကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ဟာလူဒီစံအောင်ဟိုဖိုစီရကွာဘယ်တော့နုစနေလူတို့မှလိမ့်ကြတယ်သူတို့ပိုင်ရှင်လည်းဘာမှဥတော့မရှိထင်ပါတယ်ကွာဘာမှကိုလေးတွေလည်းသိမ်းပြမထောင်းထင်ပါတယ်ဘာမှဟိုလူသဘောတရားလေးမှပြုံးမပြမထောင်းထင်ပါဆိုရင်ဘယ်တော့စိတ်ပြည့်စရာကောင်းဟုတ်တယ်မလားအဲ့ဒါဦးလေးတို့ကျတော့အဲ့လိုမျိုးစိတ်နေစိတ်ထားလေးကိုချစ်တာနော်အဲ့ဒါညီတို့မင်းတို့တွေလည်းစားလို့ရတယ်ခုနဟိုဝယ်စားရလည်းရတယ်ဘာပဲဖြစ်ရတယ်ပေါ့နော်အဲ့ဒါကိုနဲ့နီးစပ်ရနှရှင်းကြီးကိုစိတ်ပါလက်ပါနဲ့လုပ်ပြရမှာအဲ့ဒါဟိုတင်တော့မသိဘူးအဲ့နှရှင်းကတို့အင်ကအဖေကအမေသားသမီးတွေခိုင်းစနစ်ကြအတင်းခိုင်းတာခိုင်းတော့ကျတော့ကျွန်တော်ကကောင်မောင်တမျိုးထုံးနဲ့သူတို့ကတည်ရပေါ့ကျွန်တော်ညီပေါ့ကျွန်တော်ကကောင်အဲ့သူဒီမဲ့ဟိုနွားချီကျုံဆိုကျွန်တော်တို့ကနွားချီကျုံဆိုရင်နွားချီရသူတို့ကျုံလို့ဆိုရင်နွားချီအပုံလိုက်ကိုမနေ့ကကျုံးတာနောက်ကြရင်ကြက်ကဖတ်ဆိုရက်လို့ဆိုရင်ဒီအတုံးလေးရသွားလေးဘေးကိုပြကုန်တာနွားချီကျုံလေးရဘေးကိုပြကုန်တာအဲ့ကျွန်တော်ညီရကျတော့ကလေးလေးငယ်တော့ကျွန်တော်ဟိုအစဆိုတော့ပေါ့လေအသက်တာကျင်တာဟုတ်နွားချီလေးကိုဒါလေးဒီဖဲဟိုတုံးလေးဖဲပြီးဒါလေးကျုံဖဲချက်နောက်ကလည်းတုံးလေးဖဲဒါလေးကျုံထက်အဲ့ဒါမေးရတာနဲ့တပြောနေနွားချီကျုံဆိုအဲ့လိုကျုံရမှာမဟုတ်ဘူးဒီလိုကျုံရဆိုသူဘေးရတယ်သိမ့်ကျုံပြီးတော့လေကျုံရတာပေါ့အဲ့ဒါမှဒီလိုတပုံကိုအဲ့လိုသိင်းကျုံတဲ့ခါကြောင်သွားလိုက်နောက်တော့အဲ့လိုသိင်းကျုံသွားဆိုတော့ကျုံပြီးတဲ့နွားချီပုံတွေကဒီနာလေးပြပြကကြောင်းနာနွားချီကခုနကျွန်တော်တို့ညီလေးငယ်ပေါ့စားပေါ့ခိုင်းတာဇင်းလောက်နေမှာမဟုတ်အင်္ဂါတွေကြွကြခိုင်းတာဟုတ်အဲ့ကျွန်တော်ဇင်းလောက်နေမှာပေါ့ဝယ်တဲ့တက်တောင်လေးဘေးကိုအတုံးလေးကိုရက်ထားရပြန်ခလေးဆိုတော့အဲ့နည်းအဲ့လိုပြောဆိုအဲ့လိုအမေအဲ့လိုတင်တော့အခုချိန်ကြီးမှတ်ရတယ်အဲ့ဒီခါတည်းကျအလုတ်ကကျတော့ဟိုမသိလို့ဖယ်တာတော့ဘာမှဖြစ်ဘူးပေါ့တိရတဲ့ဖယ်ကြတော့မသိတော့တော့အခုဒီရွယ်တွေကတော့အကုန်အသက်ကပြည့်ပြီသားလေပြည့်ကြပြီအဲ့ဒါအဲ့လိုဖယ်ပြီးတော့လုတ်တဲ့အလုပ်မျိုးတော့မလုတ်သင့်ဘူးပေါ့လုတ်ကြနေပေါ့ဒါလည်းသိရေးကြီးအချက်လေးနော်အဲ့ဒါကျွန်တော်တို့အမေတို့ဆိုရင်အမေဆိုအများပြောတယ်နိုင်ကဆိုမျိုးလုံးပေါက်စားတော့နွားချီုံတင်တော့အဲ့လိုကျုံတာအဲ့လိုကျုံတာလေကျွန်တော်ကကျတော့အဖေကပေါက်စားလေးတဲ့သူတို့ဟိုနှုံးမြောက်ဘူးနဲ့ရေခတ်ခိုင်းတာဒီ၄ကောက်စီ၃ကောက်စီဟိုနန်းတော်လေးကိုဒီထန်းဟိုဒုက္ခလေးရှူပြီးတော့ထန်းမုံလေးနဲ့လို့ထန်းခိုင်းတာသူကအကျိုးကြောင့်ငယ်တဲ့ခိုင်းထားတာခိုင်းတော့အိမ်နွားချီကျုံနဲ့ငယ်လေးခိုင်းတာ
ကျတော့ဟိုကြီးတော့ကြီးအောင်အဖေကအမြဲပြန်ပြောငါသားငယ်ဗျာငါရှိုံခင်းတာလူတော့မလုပ်ကြပါနဲ့အဲ့လိုမြဲပြောရှာဒါကတော့ဟိုခုတန်ရှင်းနဲ့ပတ်သက်လို့ပေါ့တချို့တွေကကျတော့တန်ရှင်းနေအဲ့လိုမျိုးစိတ်နဲ့လုံးမိမှဆိုလို့ပေါ့ကလေးကတော့စိတ်အဲ့လိုရွယ်လှုပ်ထားတော့အပြစ်မဟုတ်ဘူးလေခုလိုကြီးပစားတွေတီးတက်ပစားတွေကကျတော့အဲ့လိုမသိတော့ဘူးပေါ့အဲကြောင့်ကိုတန်းတန်တော်တွေကိုဟိုလှုပ်သွားရင်ဘာမှဟိုပြဿနာသိမရှိဘူးပေါ့နော်အဲဒါလေးကလည်းဟိုအရေးကြီးတဲ့ချက်လေးမလို့ပြချလေးပြောပြတာပေါ့